TIS First Time Programming ပြုလုပ်ခြင်း www.tiscontrol.com ကိုသွားပါ Support ကိုနှိပ်ပါ Software ကိုရွေးချယ်ပါသင်ရဲ့ Windows ဒါမှမဟုတ် Mac အတွက် DevSearch version 10ကို download ဆွဲပြီး install ပြုလုပ်ပါ Network setup ပြုလုပ်ခြင်း TIS Bus Gateway သုံးနည်းပါကပုံသေးထားရှိတဲ့ default IP address အမျိုးအစားက 192.168.1. ဖြစ်ပါတယ် IP address ပြဿနာများမဖြစ်စေဖို့သင်ကွန်ပျူတာကိုတူညီတဲ့ IP address free အတွင်းမှာဆက်လက်ထားပါ Zigbee Wi-Fi hub သုံးနည်းပါက၎င်းကို WAN မှာတစ်ဆင့်သင်ရဲ့ router နဲ့ချိတ်ဆက်ပါ၎င်းဟာသင်ရဲ့ network အတွင်းမှာအလိုလျောက်ရယူထားတဲ့ dynamic IP address တစ်ခုကိုရရှိသွားမှာဖြစ်ပါတယ်သင်ရဲ့ PC ကို DHCP automatic mode အဖြစ်သတ်မှတ်ထားဖို့လိုအပ်ပါမယ်သင်ရဲ့လက်ရှိ IP address ကို software screen ရဲ့အောက်ဆုံးမှာအမြဲတမ်းပြသထားပါတယ်တောင်းမှာရှိတဲ့ search icon ကိုနှိပ်ပြီး fast search ကိုရွေးချယ်ပါ device များပေါ်ပေါက်လာပါကသင်သည် network ကိုအောင်မြင်စွာချိတ်ဆက်ပြီးဖြစ်ကြောင်းနဲ့အခုစတင်ပြီးတော့ programming စလုပ်နိုင်ပြီလို့ဆိုလိုတာဖြစ်ပါတယ်တကယ်လို့ device များပေါ်မလာပါကသင်ရဲ့ IP address ကို gateway နဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးပြီး software ကိုပြန်ဖွင့်ကာထပ်မံရှာဖွေကြည့်ပါသင်ရဲ့ TIS Bus Gateway ကိုသာတွေ့ရှိရပြီးအခြား device တွေမတွေ့ရှိပါက bus wire တွေမှာ short circuit တစ်ခုခုရှိနေတာကိုဆိုလိုတာပါထိုပြဿနာကိုရှာဖွေပြီးတော့ပြုပြင်ဖို့လိုအပ်ပါတယ်